ငိုနေပြီမင်္ဂလာပါဒီနေ့ကတော့ချင်းမိုင်မြို့ကနေအနေငယ်အလံဝေးတဲ့တောင်ပေါ်ရွာလေးကိုအလေသွားကြမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့နဲ့အတူလိုက်ခဲ့ပေးပါအောင်နော်တောင်ပေါ်ရွာလေးဆိုပေမဲ့လန်ခီကတော့အရန်ကိုကောင်းမှုပါတယ်ခင်ဗျနည်းနည်းကွကွကောက်လေးရှိတာကလွှဲရင်လန်ခီကအတော်လေးကိုကောင်းပါတယ်ခင်ဗျဒီအတွဲတွေနဲ့ပေါ့နော်စိုက်ကယ်လေးတွေနဲ့ road တွေကြာရောက်ပါပြီဒီမှာခုတော့ရောက်ပါပြီခင်ဗျာခုကျွန်တော်တို့ပထမဆုံးရောက်ရှိတဲ့နေရာကတော့တိုးချန်လေးပဲဖြစ်ပါတယ်ခင်ဗျဒီတိုးချန်လေးကတယောက်ကိုဝင်ကြေး100ပေးရပါတယ်ဒီဝင်ကြေး100ပေးထားတဲ့လက်မှတ်နဲ့ကျွန်တော်တို့အထက်မှာအစားအစာနဲ့အေးတွေကို discount ချပြီးတော့မှဝယ်တောက်လို့ရပါတယ်ခင်ဗျဒီနေရာရောက်တော့ဘယ်လိုခံစားရလဲဆိုရင်တဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့ပြီးတော့လေကောင်းလေတက်နေလဲဝါဝါလေးလေးရှူရှိုက်ခွင့်ရတယ်ဒါကြောင့်မို့လူကလည်းလန်းဆန်းပေါ့ပါနေရပဲပေါ့နော်တခါတလေမြို့ထဲမှာနေရတာမွန်းကျက်လာပြီးပင်ပန်းလာပြီးလို့ထင်ရင်ကျွန်တော်လိုမျိုးပဲတောင်ပေါ်ဒေသတွေကိုခီးလေးတွားကြည့်ပါအရန်ကိုလွတ်လပ်ပေါ်ပါပြီးတော့မှပျော်ရှာကောင်းတဲ့အင်အားအသစ်တွေခွန်အားအသစ်တွေပြန်လည်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျချိန်လုံးငွေကိုပဲကုန်ယုံပြီးတော့မှမရှာပါနဲ့ငယ်တုံးရွယ်တုံးမှာတွားနိုင်တုံးလာနိုင်တုံးမှာပေါ့နော်ဒီလိုခီးတွေထွက်ပါမစားဘူးရည်စားကြည့်ပါမရောက်ဘူးတဲ့နေရာကိုရောက်အောင်သွားပါကိုယ့်ရဲ့အမတ်တရားကောင်းလေးတွေကိုဖန်တီးပါနောက်တစ်ချိန်မှာအသက်ကြီးလာတဲ့အခါမှာတင်ပက်စင်အများကြီးရှိနေပေမဲ့မသွားနိုင်မလာနိုင်တော့တဲ့အချိန်ဆိုတာရှိလာမှာဖြစ်ပါတယ်တင်းရဲ့ငယ်ရွယ်နှုပြိုမှုဆိုတာနှစ်ခါပြန်မရဘူးတင်းရဲ့အသက်အရွယ်ဆိုတာတပြေးပြေးနဲ့ကြီးသွားမှာဖြစ်တယ်ဒါကြောင့်မို့ပျော်စရာလေးတွေဖန်တီးပါအမတ်တရားကောင်းလေးတွေဖန်တီးပါလို့အကြံပေးချင်ပါတယ်ခင်ဗျာစိတ်ပေါက်စားလေးတွေHey, we party like the world stands still. Just yeah, No dress code, no lie. Just blues jeans and firelight. Every laugh, every beat we feel got that back road kind of thrill. So we're turning up, let the bass ahead. Tailgates dropping the hometown land. Hands in the air like we own these fields. Laughing too loud, pitching all these beats. Can't get up, punched up tears. D'accord. ဒါတော့သုံးမွေးရိပ်နေတာပဲဖြစ်ပါတယ်ချင်းမိုင်ရောက်ရင်ဘယ်လိုသွားရလာရမလဲဆိုတာမသိရတူတဲ့အတွက် Hello ချင်းမိုင်ဆိုတဲ့ဒီ page လေးကိုဆက်သွယ်ပြီးတော့မှမေးမြန်းနိုင်ပါတယ်ခင်ဗျကာစီနိုကိုလည်းသူတို့ကအသက်နိုင်ဆုံး shop ပေးပါတယ်ခင်ဗျ hotel booking နဲ့ကား booking ကိုလည်းအကောင်းဆုံးဖြစ်အောင်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျကျွန်တော်တို့ကတော့ Hello ချင်းမိုင်ကနေစီစဉ်ပေးတဲ့ကားနဲ့သွားတာအရန်ကိုအဆင်ပြေခဲ့ပါတယ်ခင်ဗျဒီမှာမြင်တဲ့ဒီ account လေးတွေကိုနာမည်ဘယ်လိုခေါ်လဲတော့ကျွန်တော်မသိဘူး TikTok ထဲမှာမြင်ရတာသူတို့ကစိတ်ဆိုးရင်ဆိုသူများကိုတွဲနဲ့ like ထွေးတယ်ပေါ့နော်ဒီ account တွေကတကယ်လည်းအပြင်မှာလည်းပေါ့နော်သူတို့အစာမကျွေးဘူးဆိုလုံးဝမခေါ်ဘူးအရန်ကိုခြေတာအစာရှိမှပဲလူနာကိုကက်တာပေါ့နော်ဒီ account ရဲ့နာမည်ဘယ်လိုခေါ်လဲတော့မသိဘူးတီးတဲ့လူတွေ comment မှာပြောပြခဲ့ကြပါအောင်ခင်ဗျချိန်လဲအတော်နှောင်းနေပြီဆိုတော့နောက်ထပ်တနေရာကိုသွားလိုက်ပါဦးမယ်ခင်ဗျကဲကျွန်တော်နဲ့အတူလိုက်ခဲ့ပေးပါဦးเนาะနောက်တနေရာမှာပြန်ဆောင်ကြမယ် bye bye